比白肉嘛，红了哪里没出的？哎，出嘞！你妈我选吧，还是不讲了了。我他妈我说，一一样过买အောင်ရွေးရမယ်။ညအရာမဟုတ်ရင်ရပြီ။ Okay. မိုက်ကပ်ကိုအောင်ရမယ်။အတေးကစပင်စီပင်လေးလို့လုံးဝမရဘူး။မျက်နှာပြီးကောင်းနေထွက်လာလက်စီနဲ့ကြော်စားမလို့လားအမေခံရရင်မသိဘူးနော်။မျက်ခင်းဆိုတော့လေအောက်တော့ပဲ။အဲ့ဒါကြောင့်မလို့စပင်ကအရင်ဖွာနေလို့လည်းမရဘူး။ပြပြကြီးကက်နေလေအဆင်ပြေဘူး။အဲ့ဒါကြောင့်မလို့ကောင်းလျှော်ဖို့မပြင်းနဲ့ Okay. လူရစပင်ရော ready ပဲဆိုရင်တောင်လေးကိုဆွဲခေါ်ပါတောင်လေးမရှိရင်တော့တက်နိုင်နော်။အဲ့လိုရရင်လက်မောင်းတွေအရင်ကြီးရဲ့အနောက်နဲ့ဆောက် Okay. ဖုံးကအပေါ်မြောက်ဦးကြီးချက်နောက်လေမှာထားစပင်ကအကောင်နောက်ပြက်ဘာလို့လဲရိုက်တာလဲ နားလေသူများလည်းဒီလိုရိုက်တာပဲ ဘယ်လောက်မှလဲခြေတော့ကောင်းတဲ့တောင်ကြီးနေမတက်ရလိုက် Okay 1 2 အဲ့လိုရရင်မြေကြီးတွေအများကြီးပဲဟိုဘက်သွား ဟုတ်ပြီဒီဘက်မှာလည်းမြင်ရတယ်ရော ဖုံးကိုမျက်ခင်းပေါ်မှာထားလိုက် Okay ဘယ်လိုရရင်မျက်နှာကြီးတွေမလောက်ဘူးဒီဘက်သွား Okay ဟောက်ခေါ်စင်မှာထားနော် Okay မျက်နှာကိုအလယ်မှာထား စပင်ကိုအရှိမလှလှလေးဖြတ်ထားလေ အဲ့လိုဆိုငါမျက်နှာမမြင်ရဘူးဟိုဘက်သွားပြီးတော့မျက်နှာတစ်ချမ်းပါရိုက် Okay ဟာ လုံးဝမရိုက်တတ်တော့ဘူးဆိုရင်ကင်မရာမန်ကိုတူးထိချက်ခိုင်းပြီးတော့စပင်ကိုခါပြီးဇက်တိုက်ရိုက်ခိုင်းလိုက်စပင်ကဘလို့နေမလောက်ဘူးဆိုရင်ပုံမရိုက်ခင် mystery match shampoo နဲ့ကောင်းမလျှော်လို့ခေတုံးနေကြ miss ကောင်းရွှေကအခု keratin နဲ့အထုပ်အသစ်တွေဖြစ်သွားတယ် treatment shampoo ဆိုတော့ပေါင်းစည်းထပ်မသုံးရင်တောင်စံသားအောင်တစ်ခါတည်းပေါင်းတင်အားပေးပေးနိုင်တယ်စပင်ပုံစံအမျိုးမျိုးခဏခဏလောက်တာလဲဘာမှစိတ်ပူစရာမလိုဘူးရဲ့ miss keratin treatment shampoo နဲ့ဆိုရင်စပင်စံသားအမြဲပျော့ပြောင်းကျန်းမာနေမှာ miss keratin treatment ကောင်းရွှေနဲ့ဆိုရင်မျက်နှာမှာပါပဲ FB မှာပုံတင်လိုက်ရင်တောင် wow ဒီကောင်မလေးကစပင်ကြည့်တာနဲ့လူဘလောက်တောင်လာမှလဲစဉ်းစားမိ miss နှစ်ထပ်ကွန်းအလား ကြည့်ပြီလားကောင်းရွှေ